မြေကွက်ဒါမှမဟုတ်အိမ်ချက်မြေအမြန်ရောင်းထွက်စေဖို့အတွက်ရည်ရည်ဖြစ်ပါတယ်မင်္ဂလာပါလက်တိုးအိမ်မှကြိုဆိုပါရရှင်လက်တိုးအိမ်မှာအပတ်စဉ်ပုတ်တခုနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်တဲ့ရည်ရည်နဲ့ပတ်သက်တဲ့ပုဟုတုတရစေမာလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်မြေကွက်ဒါမှမဟုတ်အင်ချက်မြေအမြန်ရောင်းထွက်စေဖို့အတွက်ရှေ့လူကြီးများလက်ဆင့်ကမ်းလာခဲ့ကြတဲ့ရည်ရည်နီလန်ကောင်းတစ်ခုကိုအစီအစဉ်တကျပြန်လဲမျှဝေပေးချင်ပါတယ်ဒီနီလန်ကယုံကြည်မှုနဲ့အတူစိတ်အားထက်သန်စွာဆောင်ရွက်မယ်ဆိုရင်ထူးခြားတဲ့ရလဒ်ကောင်းတွေကိုရရှိနိုင်ပါတယ်ဒီရည်ရည်ကိုမြေရောင်းချခြင်းတဲ့သူတွေမိတ်ကောင်းဆွေကောင်းပေါ်များခြင်းသူတွေအင်ချက်မြေပွဲစားတွေပညာရေးလုပ်ငန်းနဲ့တိုးတက်ခြင်းသူတွေနိုင်ငံရဲ့ချာထွက်လို့သူတွေအလောက်ကိုင်းနဲ့ပတ်သက်လို့ရာထူးတိုးတက်ခြင်းသူတွေကိုနေရက်ကိုကိုထနေပြန်ခွင့်ရချင်တဲ့သူတွေလည်းဒီရက်တရားကိုပြုလုပ်ပြီးအထောက်အပံ့ရနိုင်ပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ဒီရည်ရည်ကိုပြုလုပ်လိုက်တဲ့ဆိုရင်မိတ်ဆွေတို့ကြုံနေရတဲ့အခက်အခဲဥပမာမြေရောင်းမထွက်တာကြာနေလို့ဆိုရင်မထွက်မရှိထွက်စေပါလိမ့်မယ်ရည်ရည်ပြုလုပ်ဖို့အချိန်ကကြာလာပြီးနေ့မနေ့အာယုံတက်ချိန်မှာစပြီးညအချိန်ထိပြုလုပ်နိုင်ပါတယ်အသေးစိတ်ဆောင်ရွက်ရမယ့်အစီအစဉ်ကိုအစဉ်စဉ်မျှဝေပေးပါအောင်မယ်ပထမဆုံးလင်ပန်းတစ်ချက်ထဲမှာကော်ဖီတစ်ခွက်လေမွေးရည်တစ်ခွက်ပါမုန့်နှစ်ချပ်ဇီးကိုဒါမှမဟုတ်ယူတစ်မျိုးမျိုးကိုအဆင်ပြေရပမာဏတစ်ခုနဲ့အတူရက်တောင်အဖြူလေးချောင်းတို့ကိုပြင်ဆင်ထားပေးပါဖော်ပြပါလင်ပန်းနဲ့အတူတောက်တော်ရည်19ခွက်ကိုပါပြင်ဆင်ပါပြီးရင်မမိနေအိမ်ဖျားမှာမြတ်စွာဘုရားရှင်ကိုယဉ်မှန်းပြီးဆုတောင်းပူဇော်ရပါတယ်ဖျားသီးပြည်တော်ရဲ့ရောင်းချလိုတဲ့မြေနေရာကိုရွတ်ဆိုပြီးမြေကွက်အမြန်ဆုံးအဆင်ပြေစွာရောင်းထွက်ပါစေကြောင်းဆုတောင်းပြီးလူပွဲပစ္စည်းများကို3နာရီကြာအောင်စိတ်အေးချမ်းသာစွာကတ်လူထားရှိရပါမယ်3နာရီပြည့်တဲ့အခါမှာတော့ကတ်လူထားတာတွေကိုပြန်လည်စွန့်ယူရပါမယ်စွန့်ယူတဲ့ပစ္စည်းအလိုက်ဆောင်ရွက်ရမယ့်ပုံစံချင်းမတူတာကိုတတိထားစေချင်ပါတယ်ဇီးကိုရက်တောင်ဖြူလေးခုနဲ့ပါမုန့်နှစ်ချက်တို့ကိုနီးစပ်ရာလမ်းလေးခွမှာဖြစ်စေလမ်းဆောင်တစ်ခုမှာဖြစ်စေအနှောက်အယှက်များကင်းစေရန်ရည်ရွယ်ပြီးစွန့်ပြရပါမယ်။ကြန့်ရှိနေတဲ့လိမ္မောရည်နဲ့ကော်ဖီကိုတော့မိမိအိမ်မှာရှိတဲ့မိသားစုဝင်တွေကမေတ္တာဖြင့်တောက်သုံးပေးရပါမယ်။ဤရက်တရားကိုဆောင်ရွက်ရမှာအတတ်နိုင်ဆုံးကြာတာပင်နေ့ကဲ့သို့နေ့ကောင်းရက်တာများမှာပြုလုပ်ခြင်းကပုံမူထိရောက်နိုင်ပါတယ်။အဓိကအကျဆုံးကတော့မိမိရဲ့လုပ်ငန်းအပေါ်ထားရှိတဲ့စေတနာနဲ့ဒီလုပ်ငန်းအောင်မြင်တော့မယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်။မြေကွက်အယောင်ဝယ်ကိစ္စများအမြန်ဆုံးအောင်မြင်ပြီးစိတ်ချမ်းသာမှုရရှိကြပါစေရှင်။နောက်ပတ်တွေမှာလည်းလွယ်ကူထိရောက်မြန်ဆန်တဲ့ရည်ရည်နဲ့ပတ်သက်တဲ့ဗဟုသုတရစေမာလေးတွေကိုသင်ပေးသွားမှာဖြစ်လို့လက်တိုးအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။